အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ data science ဆိုတာဘာလဲဘယ်လိုမျိုး subject တွေကိုသင်ရတာလဲဘာတွေလုပ်ရတာလဲဆိုတာနဲ့ data science ကိုလေ့လာမယ်ဆိုရင်ဘယ်လို tools and techniques တွေကိုသိထားတယ်လဲဆိုတာလေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်ရှင် data science ဆိုတာအလွယ်တကူပြောရမယ်ဆိုလို့ရှိရင်တော့ data နဲ့အဖြေရှာပေးတာပဲဖြစ်ပါတယ်ဒီစနစ်တစ်ခုမှာသိချင်တဲ့သိလို့တဲ့မိခွန်းလေးအကြောင်းအရာတွေဒါတွေကို data ကနေတစ်ဆင့်ရှာဖွေပြီးတော့မှ business insight တွေထုတ်ပေးတာဖြစ်ပါတယ် data science မှာဘယ်လိုမျိုး subject တွေသင်ရလဲဆိုလို့ရှိရင်တော့အဓိကအားဖြင့်တော့၃မျိုးပိုင်းခြားလို့ရပါတယ်ပထမတစ်ခုကတော့ဒီ computing computer science IT လို့ခေါ်တဲ့နည်းပညာနဲ့ပတ်သက်တဲ့အပိုင်းမှာနောက်တစ်ခုကတော့ဒီသင်္ချာနဲ့ statistics အပိုင်းပဲဖြစ်ပါတယ်နောက်ဆုံးတစ်ခုကတော့ domain knowledge business knowledge ရှိဖို့လိုပါတယ်ဒီကပေါ့နော်ဒီ၃ခုနဲ့ပတ်သက်တဲ့ subjects တွေကို data science မှာလေ့လာမှာပဲဖြစ်ပါတယ် data science ကတော့ဟိုးရှင်တွေကပေါ့နော်အဲ့လိုမျိုး curriculum မှာပါလာတဲ့ subject မဟုတ်ဘဲねပေါ့နော်အခုနောက်ပိုင်းမှာဒီ business needs ပေါ်မှာ motivate ပြီးတော့မှသင်ရတဲ့ဒီ level တစ်ခုဖြစ်တာမလို့ပေါ့နော်သူ့မှာဆိုလို့ရှိရင်ဒီ computing လည်းပါတယ်လို့ဆိုတော့ပြောခဲ့တယ်လို့ဒီ math and statistics နဲ့ဒီ domain knowledge တွေအားလုံးရုံးဝေပြီးတော့သင်ရမှာဖြစ်ပါတယ်ဒါပေမဲ့သူကတော့ဒီ computing ရဲ့ဒီ curriculum အောက်မှာပဲပါတာဖြစ်ပါတယ်ဒါကြောင့်မလို့ပေါ့နော်သူ့ရဲ့ဒီအားသာချက်လို့ပြောရမယ်ထင်တယ်ပေါ့နော်သူကဒီ computing background နဲ့ပြီးထားတဲ့သူကလည်း data science ကိုဆက်ပြီးတော့လေ့လာလို့ရတယ်လို့သင်ချာဒီ statistics နဲ့ပြီးထားတဲ့သူတွေဆိုလို့ရှိရင်လည်း data science career ကိုဆက်ပြီးတော့လေ့လာသွားလို့ရပါတယ်ဒါအပြင်ပေါ့နော်ဒီအမတို့လိုမျိုး domain knowledge business knowledge တခုခုဒီရှိထားတယ်လေ့လာထားတဲ့အတွေ့အကြုံရှိထားတဲ့လူတွေကလည်းပေါ့နော်ကိုက technical ကိုလည်းစိတ်ဝင်စားတဲ့ဒီ math and statistics ကလည်းကိုယ်နဲ့မစိမ့်ဘူးဆိုလို့ရှိရင်တော့ဒီ data science career ကိုဆက်ပြီးမှလေ့လာသွားလို့ရပါတယ် data science process ကဘာတွေလုပ်ရလဲဆိုတာရယ်စောစောကပြပြခဲ့တဲ့ computing math and statistics နဲ့ domain knowledge ကသူ့ရဲ့ process မှာဘယ်လိုမျိုးရေးပါလဲဆိုတာလေးတွေကိုဆက်ပြီးမှရှင်းပြသွားပါမယ်အဲ့တော့ data science ရဲ့ process တစ်ခုပေါ့နော် data life cycle တစ်ခုကတော့ဒီရဲ့ဒီဘက်အချမ်းမှာပြထားတယ်လို့ပေါ့နော်သူကဒီ problem statement ကနေစမယ်ပြီးရင် data collection data cleaning process တွေပြီးလို့ရှိရင် analysis process တွေနောက်ဆုံးမှာ action plan တွေအထိသွားပါတယ်အဲ့ဒါဆိုရင် data science process ရဲ့ step by step လေးကိုတော့အမဆရာဝန်တယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ကျမကြီးနဲ့ပတ်သက်တဲ့ example လေးတစ်ခုနဲ့ပြောပြပေးသွားပါမယ်ဥပမာဒီ clinicians တွေကဒီသက်ဆိုင်ရာနှလုံးခါရှိတဲ့လူနာတွေရဲ့ဒီတစ်လအတွင်းမှာ readmission rate ကိုသိချင်တယ်ဒါက problem statement ပေါ့နော်အဲ့ဒီ problem statement ကိုဒီကိုစေရုံရဲ့ authority တွေကပြောလာတဲ့အခါမှာဆိုရင်ကိုကဒီဖြေရှာဖို့အတွက်စာပြီးတော့မှ data collection လုပ်ဖို့အတွက်ကိုပဲပေါ့နော်သူရဲ့ problem statement မှာပါတဲ့ readmission rate ဆိုတာဘာလဲဘာလို့ဆိုလိုရလဲဘယ်လို data တွေသက်ဆိုင်တာလဲဆိုတဲ့သူ့ရဲ့ဒီ technical terms တွေဒီ domain knowledge တွေရှိထားမှာပဲဒါဆက်ကိုကနားလည်ပြီးတော့ဆက်ပြီးတော့မှ process ကိုဆက်သွားလို့ရမယ်ပေါ့နော်ဒါကြောင့်မို့ domain knowledge ကအရေးကြီးလို့ပြောတာပါနောက်တစ်ဆင့်ဖြစ်တဲ့ data collection ဒီလိုမျိုး data collect လုပ်ဖို့ဆိုလို့ရှိရင်လည်းကိုကစိတ်ဝင်စားရှိရဲ့ data တွေကနေပြီးတော့ collect လုပ်ဖို့အတွက်က programming language တွေကိုသိထားမှဒီ collection ကိုကောင်းကောင်းလုပ်နိုင်မှာဖြစ်ပါတယ်ဒါအပြင်ပေါ့နော်စိတ်ဝင်စားဆိုတာရှိရဲ့ data patient data pool ကအများကြီးပေါ့နော်အဲ့ထဲမှာကိုကဒီလိုချင်တဲ့ဒီ problem statement နဲ့သက်ဆိုင်တဲ့ဒီ relevant ဖြစ်တဲ့ variable တွေကိုရွေးချယ်ပြီးတော့ collect လုပ်လို့ရမှာပေါ့နော်ဆိုတော့ဒီ relevant variable တွေကိုသိဖို့အတွက်ကကိုကဒီကိုရဲ့ domain knowledge နဲ့သူရဲ့ data တွေကိုတေချာနားလည်နေမှအဆင်ပြေမှာဖြစ်ပါတယ်နောက်တစ်ခုက sampling strategy နဲ့သက်ဆိုင်တဲ့ statistics တွေကိုလည်းသိဖို့လိုပါတယ်နောက်ထပ်တစ်ဆင့်အနေနဲ့ data cleaning အပိုင်းပေါ့နော်အဲ့မှာဆိုလို့ရှိရင်လည်းဒီ missing data တွေ duplicate data တွေဒါတွေကို handle လုပ်ဖို့ programming language ကလိုတယ်ဒါအပြင်ပေါ့နော်ကိုကဒီ descriptive statistics လို့ခေါ်တဲ့ဒီ data basic ပေါ့နော်ဒီ data statistics တွေကိုကျွမ်းကျင်မှာပဲ data cleaning ကိုအကောင်းဆုံးလုပ်နိုင်မှာပဲဖြစ်ပါတယ်နောက်တစ်ခုက data cleaning ပိုင်းမှာဆိုလို့ရှိရင်လေကိုကဒီ data က relevant ဖြစ်လားမဖြစ်ဘူးလားပေါ့နော်ဥပမာလူ patient ရဲ့အသက်ပေါ့နော်လူနာအသက်ဆိုလို့ရှိရင်တစ်နှစ်လောက်ကစာပြီးဖြစ်ရမယ်ပေါ့နော်ဟိုမှာ3တို့ -1 -2 ဒီလိုမျိုး information တွေဆိုလို့ရှိရင်ဒါမှားနေတဲ့ information ဆိုတာသိရမယ်အဲ့ဒါကြောင့်မလို့ domain knowledge နဲ့ဒီ programming language တွေမကပဲနေပေါ့နော်ဒီ statistics တွေရောအကုန်လုံးသုံးခုလုံးကဒီ data science step by step မှာအရေးကြီးရလို့ပြောချင်တာဖြစ်ပါတယ်နောက်တစ်ဆင့်ကတော့ data science မှာဒီ analysis လုပ်တဲ့အပိုင်းပေါ့နော် analysis လုပ်တဲ့အပိုင်းမှာတော့ဒီ geo analysis လုပ်လိုက်တာရှိမယ်ပြီးလို့ရှိရင် machine learning model ကိုသုံးပြီးတော့prediction အပိုင်းတွေ regression အပိုင်းတွေထပ်ပြောသွားရရှိမှာပါအဲ့ကနေမှဒီနောက်ဆုံးတော့ problem statement ပေါ့နော် problem statement ကိုဖြည့်ရှင်းပေးမယ်ဒီ action plan ကိုကဘယ်လိုမျိုး present လုပ်မလဲပေါ့နော်ဒီ
ဒီလိုမျိုးဒီ data science step တွေကတော့လိုမျိုးသွားတာပါဒါပေမဲ့ဒီ step တွေကိုတော့အသေးစိတ်ကိုတော့နောက်ထပ် video တွေမှာထပ်ပြီးမှရှင်းပြပေးပါမယ်အခုဆိုလို့ရှိရင်တော့သူ့ရဲ့ data science process ကဘယ်လိုမျိုးသွားရလဲအဲ့ဒီ process သုံးခုလုံးမှာကိုကဘာကြောင့်ဒီစောစောပြောခဲ့တဲ့ဒီ subject နယ်ပယ်3ခုပေါ့နော်အဲ့နယ်ပယ်3ခုလုံးကဘယ်လိုမျိုးတကယ်သားစီအနေနဲ့အရေးကြီးရဆိုတာကိုနားလည်သဘောပေါက်သွားပြီထင်ပါတယ်ဆက်ပြီးတော့မှ data science ကိုလေ့လာမယ်ဆိုရင်ဘယ်လိုမျိုး tools and techniques တွေကိုသိထားမလဲဆိုတာလေးကိုပြပြပေးတော့ပါမယ်ဒီ triangle မှာဆိုလို့ရှိရင်ကျွန်တော်ပြောခဲ့တဲ့ဒီ computing ဘက်အချမ်းပေါ့နော် computing ဘက်အချမ်းမှာ programming နဲ့ပတ်သက်တဲ့ဒါဆိုလို့ရှိရင်တော့ဒီ Excel, SQL, Python, GitHub ပေါ့နော်ဒီလေးခုကိုတော့ foundation အနေနဲ့သိထားသင့်ပါတယ်China statistics အပိုင်းမှာဆိုလို့ရှိရင်တော့ descriptive statistics, inferential statistics, probability နဲ့ regression analysis ဆိုတဲ့ဒီ foundation အပိုင်းတွေကိုသိထားသင့်ပါတယ်နောက်ဆုံး domain knowledge ကတော့ကိုက fee မှာလုပ်ချင်တာလေးပေါ့နော်အဲ့ဒီပုံမှာမူတည်ပြီးတော့ဒါမှမဟုတ်ကိုစိတ်ဝင်စားတဲ့ fee လေ့လာခြင်းတဲ့ fee 2ခု3ခုပေါ့နော်အဲ့လိုမျိုးရွေးပြီးတော့မှဒီ fee မှာသုံးတဲ့ data တွေကဘယ်လိုမျိုးရှိလဲပြီးလို့ရှိရင်သူ့ရဲ့ data type တွေကိုလေ့လာတာပြီးတော့ indicator တွေ KPI တွေကဘာလဲဆိုတာမျိုးဒီ domain knowledge တွေကိုလေ့လာမယ်ဆိုလို့ရှိရင်တော့ data science မှာဒီလိုမျိုး foundation ကိုကောင်းကောင်းခိုင်ခိုင်မာမာချထားပြီးဆိုရင်ကိုယ့်ရဲ့ career မှာဆက်လက်ပြီးတော့အကောင်းဆုံးလေ့လာသွားနိုင်မှာဖြစ်ပါတယ်ဒီအထိနားထောင်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာလည်းတွေ့ကြမယ်နော်